လူခွင့်ရေးလို့ပြောပြီးဆိုရင်ပိုးဒေတာမှာပေါ့နော်ပိုးလူမျိုးမှာစိတ်ဝင်လာကြတယ်ဒီ2020ဝန်းကျင်လောက်မှာပဲနည်းနည်းစာပြီးတော့ပဲလူတွေကိစ္စပြောကြဆိုကြတယ်နားလည်လက်ခံကြတယ်လူတချို့လည်းပို့ပြီးတိုးလာတော့တွေ့ရတာပေါ့လေအဲ့ဒီမတိုင်ခင်တော့ဆိုရင်အဓိကလူခွင့်ရေးကဒါနောက်နိုင်ငံရဲ့ယူဆဒီမိုကရေစီလို့ပြောရတယ်ဆိုရင်ကျွန်တော်လူခွင့်ရလည်းအဓိကပါလာတာဆိုတော့ဒီဟာတွေကပိုးရဲ့ဂျင်းမှုနဲ့မဆိုင်ဘူးပိုးကိစ္စလည်းမဟုတ်ဘူးဆိုတဲ့ဒီဝါဒမိုင်းဖြန့်ချီတွေအများကြီးလှုပ်ဆောင်ကြတာလည်းတွေ့ရတယ်အဲ့တော့တမိုင်းကိုနေချုပ်တမိုင်းကိုပြန်ကြည့်တဲ့အခါကျရင်လူခွင့်ရေးကပိုးဒေတာမှာစပြီးနားလေလာတာကြားလာတာသဘောပေါက်လာတာဆိုရင်ပြောမှန်းဒီဆယ်စုနှစ်တခုမရောက်သေးအချိန်ခဏလေးအတွင်းမှာပဲရှိနေသေးတယ်ဆိုတော့ဒီလူခွင့်ရေးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်ပြောဖို့ဆိုဖို့ဆိုတဲ့အခြေအနေမျိုးမှာကလောလောလတ်ပြောလို့မရသေးဘူးဒါပြီးခဲ့တဲ့ကာလမှာပေါ့လေနော်ဆိုတော့လူခွင့်ရေးလို့ပြောလဲဆိုရင်မင်းတို့လူခွင့်ရေးဆိုတာကအနောက်နိုင်ငံယူဆဖြစ်တယ်ဆိုတာတခုဒီကတစ်ခုကလူခွင့်ရေးဘာသာရေးလောက်မကောင်းပို့မှာဗုဒ္ဓဘာသာဖြစ်တယ်ဘာသာရေးလမ်းစဉ်လိုက်ပြီးဆိုလူခွင့်ရေးဆိုတာမလို့တော့ဘူးဆိုတဲ့ယူဆမျိုးတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအကြောင်းလို့ကျွန်တော်လူခွင့်ရေးနဲ့ပတ်သက်လို့ရှိရင်တကယ်ကိုပြောဖို့ဆိုဖို့လှုပ်ရှားဖို့တော့ခက်တယ်ဆိုတဲ့ဟာကိုတော့ပထမပြောကြားချင်တာပေါ့လူခွင့်ချိုးဖောက်မှုနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အဓိကဘာမှတစ်ခုကဒီဥပဒေရချိုးဖောက်တာပေါ့နော်ဥပဒေရကဒါ legal perspective ပဲရပါလေနော်ချမှတ်တဲ့ဥပဒေတွေကလည်းခုနပြောသလိုပဲဒီဒေသမှာရှိနေတဲ့ပိုးလူမျိုးတွေရဲ့အခြေခံရပိုင်ခွင့်ခွင့်ရေးတွေကိုဒါပြမရနေဘူးပြောရေးဆိုခွင့်တွေကအစတရင်လွတ်လပ်ခွင့်တွေကအစပြီးတော့မှခုနပြောနေတဲ့ဒီသွားလာရေးတွေကအစသဖြင့်ပေါ့လေဒီအခြေခံလွတ်လပ်ခွင့်တွေအပါအဝင်ခုနပြောနေတဲ့ဒါအသက်ရှင်ပိုင်ခွင့်ခွင့်ရေးတွေပေါ့လေနော်ခုကဒီနောက်ပိုင်းမှာဒီပိုဆိုးလာတာကတရားပုံစံမျိုးစုံဆွဲပြီးတော့မှပဲဖန်ဆီးတယ်ချုံနှောင်တဲ့ကိစ္စရပ်တွေအစာဖြောက်ပြီးတက်ဖြတ်လိုက်တဲ့ကိစ္စရပ်တွေအများကြီးကြုံတွေ့နေရတယ်ပေါ့လေဆိုတော့ဒုတိယတစ်ခုကကျတော့ခုနကစိတ်ပြိပခါကြောင့်မလို့ပေါ့လေနော်ဒီစေကောင်စီဘက်ကကျွန်တော်တို့စီဆိုင်ဆိုတာဥပမာတစ်ခုပေါ့လေနော်ဒါလေကြောင်းနဲ့ပုံကျဲတက်ခိုက်တဲ့ကိစ္စရပ်တွေမြေမြုပ်မိုင်းနဲ့လုပ်တဲ့ကိစ္စရပ်တွေလက်နက်ကြီးနဲ့ပစ်တဲ့ကိစ္စရပ်တွေလူထုတွေတဲ့အိုးအိမ်စီစဉ်ဟလာဒါဖြစ်စီရတဲ့ကိစ္စရပ်မျိုးတွေရတယ်ဒါထင်ထင်ရှားရှားမြင်နေရတဲ့ချိုးဖောက်မှုပေါ့လေနောက်တစ်ခုကတော့ခါချာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ချိုးဖောက်မှုလို့လည်းပြောလို့ရတာပေါ့လေနော်ဒါအဓိကတော့ပိုးယဉ်ကျေးမှုကကျွန်တော်တို့ဒီဘက်ဟောပါတော့ဒီကရီနီနဲ့နီးစပ်နေတဲ့ကြံနဲ့နီးစပ်နေတဲ့လူမျိုးမတူဘူးသူတို့ယဉ်ကျေးမှုမတူဘူးဆိုတဲ့ဒီအယူဝါဒနဲ့သွတ်သွင်းတယ်ပြီးတော့မှဘာသာမတူဘူးဆိုတဲ့အယူဝါဒနဲ့သွတ်သွင်းကြတယ်ဆိုတော့လူမျိုးချင်းကြားထဲမှာလူမျိုးချင်းထဲမှာပြိပခါဖြစ်အောင်ဖန်တီးနေတဲ့ကိစ္စရပ်တွေဒါပြောမှဆိုတယ်ဒါချိုးဖောက်မှုတစ်ခုပဲလို့တော့ကျွန်တော်မှတ်ယူလို့ရတာပေါ့လူကြီးနဲ့ပတ်သက်လို့ရှိရင်ချိုးဖောက်မှုပြောရင်အာဏာမသိမ်းခင်ကတည်းကပါပဲဒါပေမဲ့လူတွေကဒါကိုလူခွင့်ရေးရှုထောင့်နေနဲ့မမြင်ကြဘူးပေါ့လေနော်ရိုးလေးပြောမှဆိုရင်ကျွန်တော်စီဇန်ဘက်မှာရောပင်လောင်းဘက်မှာရောဟိုပုံဘက်မှာရောတစ်ချက်ဒီဖွံ့ဖြိုးရေးစီမံကိန်းဆိုပြီးတော့ပဲမြေတွေတိန်းတဲ့ကိစ္စရပ်တွေပြီးတော့မှချောင်းတွေတူးနေတဲ့ကိစ္စရပ်တွေဒါလည်းပြန်မပေးဘူးပေါ့လေနော်ဆိုတော့ဒါအခြေခံလူထုတွေရဲ့စာဝတ်နေရေးအတွက်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ကိုထိခိုက်တဲ့ကိစ္စရပ်တွေကတစ်ချက်ပေါ့လေဒီတစ်ခုကအဲ့ဒီလိုမျိုးခွင့်ရေးရှိနေတဲ့အပေါ်မှာလူထုတွေကလည်းမသိတဲ့အခါကျတော့ပြောရေးဆိုခွင့်တွေကစသူတို့ရဲ့ဒီလိုလက်စားထုတ်ပြောဆိုခွင့်တွေကမရှိခဲ့ဘူးဆိုတော့ဒီကာလတွေကပြောမယ်ဆိုရင်ကြာခဲ့ပါပြီဒီမြန်မာပြည်မှာလူခွင့်ရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းကလူတွေမရခင်ကတည်းကပိုးတွေဆိုလည်းဒီချိန်ကြီးအထိပြောမယ်ဆိုရင်လူလွတ်လပ်ကုန်နေရတဲ့အချိန်ကြီးမျိုးမရှိခဲ့ဘူးပေါ့လေနော်1990ငင်းချမ်းယူကြတယ်လက်နက်နဲ့ဒီမိုကရေစီလဲကြတယ်ဆိုပေမဲ့လည်းတကယ်အနေသာရကလူခွင့်ရေးကိုဒီချိန်ကြီးအထိမဖော်ဆောင်နိုင်ခဲ့ဘူးဆိုတော့ရလာခဲ့တဲ့နိုင်ငံရေးခွင့်လန်းဖြစ်စေစီးပွားရေးခွင့်လန်းဖြစ်စေဒါမျိုးတွေကတချို့သောပုံကိုယ်တွေပဲအခွင့်ထူခံရပါတယ်ဒါပေမဲ့လူထုတွေကခုနပြောနေတဲ့လူခွင့်ရေးကိုဒီချိန်ဒီမရနေသေးတာပေါ့လေအဓိကတွေ့ရတာပေါ့လေချိုးဖောက်တဲ့သူကကျွန်တော်စစ်ကောင်စီတစ်ခုတည်းရလည်းမဟုတ်ပါဘူးဒါပေမဲ့စစ်ကောင်စီကဒီအဓိက stakeholder တွေမှာပါနေတယ်ပေါ့လေနော်ဆိုတော့တက်လာတဲ့အစိုးရဆက်ဆက်ကလည်း NND ပါဝင်သိန်းစိန်တို့ပါဝင်ပြောလို့ရှိရင်ဒီလူခွင့်ရေးနဲ့ပတ်သက်လို့ရှိရင်သူကနောက်ကပဲပြောတယ်တကယ်မူဝါဒအရဖော်ဆောင်တဲ့အခါမှာလက်တွေ့ကြာကြာမလုပ်ဆောင်နိုင်ဘူး
ဒီကနေချုပ်ကလည်းခုနက2008ဖွဲ့စည်းပုံနဲ့သူတို့မပြင်နိုင်တယ်လို့မျိုးသူမှလုတ်ပိုင်ခွင့်အာဏာလည်းအားလုံးဒီအပြည့်အဝမရှိတော့လည်းတွေ့ရတာပေါ့လေဆိုတော့ခုနပြောနေတဲ့တာဝန်ရှိတဲ့အစိုးရကလည်းဒါတွေကိုအကာအကွယ်မပေးနိုင်ဘူးအကာအကွယ်မပေးနိုင်သည်အကာအကွယ်မပေးနိုင်ခြင်းသည်လူခွင့်နဲ့ပတ်သက်ပြီးသူအနေနဲ့ဒါတာဝန်ပြတ်ခွက်ခြင်းဖြစ်သည်ဆိုရမျိုးလို့ကျွန်တော်တို့မှတ်ယူတယ်ဆိုတော့ဒုတိယတစ်ခုကကျတော့ဒီစစ်ကောင်စီအနေမှာတစ်ဆင့်စစ်ကောင်စီဩဇာခံအင်အားစုတွေပေါ့လေနော်ဒါပြောမယ်ဆိုရင်စစ်ကောင်စီကနေမှာတစ်ဆင့်ခုနတိုက်ရိုက်ဒီထိန်းချုပ်ထားနေတဲ့အသွင်ပြောင်းပြည်သူစစ်ဖြစ်စေပို့ဆိုလည်းပို့အသွင်ပြောင်းပြည်သူစစ်ဖြစ်ရှိတယ်နေဆက်ဒီမှာဆိုလည်းနေချားဆောင်တန်းတွေကလည်းရှိတယ်ဆိုတော့ဒီဟာလေစစ်ကောင်စီနေတိုက်ရိုက်ကုတ်ကဲနေတဲ့ဒီအင်အားစုတွေကလည်းချိုးဖောက်မှုတွေလည်းအဓိကအတွေ့နေရတယ်ကျွန်တော်တို့ဒါဒီချင်းဒီတင်ရှားတွေ့နေရတယ်ပေါ့လေနော်ဆိုတော့တစ်ဖက်မှာကလည်းခုနကဖွံ့ဖြိုးရေးစီမံကိန်းဆိုတဲ့အကောင့်အစီမျိုးနေတယ်ခုနမြေသိမ်းညာသိမ်းအိမ်ဖယ်တဲ့ကိစ္စရပ်တွေနင်းနာကြီးရောကြီးတွေပြန်မလုပ်နိုင်တဲ့ကိစ္စရပ်တွေပုံမှန်ချင်းဖြစ်စီနေတဲ့ကိစ္စရပ်မျိုးတွေဒါမျိုးတွေကလည်းခုနပြောနေတဲ့အခြေခံလူခွင့်ရေးတွေမှာကျွန်တော်တို့ဆုံးရှုံးတဲ့အခွင့်အရေးတွေကဒီကိစ္စရပ်နဲ့ပတ်သက်လို့ရှိရင်လည်းဒါလူခွင့်ရေးရှုထောင့်နေတဲ့လူတွေကမမြင်ကြဘူးမမြင်တဲ့အခါကျတော့ဒီဟာတွေကတာမန်ကိစ္စတော့ပဲတွေးကြတယ်ဆိုတော့ဒါတွေကိုလည်းအစိုးရဆက်ဆက်တွေကအာဏာရှိတဲ့သူတွေကလည်းဒါတွေကိုလည်း reform ပြန်မလုပ်ရဲကြအောင်ဒါတွေကို reform ပြန်လုပ်လိုက်မယ်ဆိုရင်သူတို့အနေနဲ့သူတို့ရမယ့်အကျိုးအမြတ်တွေကရော့တော့မှလည်းဆိုရင်လည်းတော့ကျွန်တော်တို့ဒီကိစ္စကိုလေးလေးရှုထားကြတယ်တဲလာတဲ့ကောင်ကောင်လေးအတီးတီးတွေရပါလိမ့်မယ်ဦးဆုံးတော့လူခွင့်ကိစ္စနဲ့ပတ်သက်လို့ရှိရင်နိုင်ငံရေးကောင်းမှတို့စီးပွားရေးကောင်းမှလုပ်မယ်တို့ဟိုတိုင်းပြည်ပြောင်းလဲမှပဲလူခွင့်လုံးလုံးမယ်လို့ဆိုတဲ့အယူဆမျိုးတော့ကျွန်တော်တို့ပြောင်းလဲစေချင်တယ်ပေါ့လေနော်ဆိုတော့လူခွင့်ရေးချိုးဖောက်မှုဒီနေ့စဉ်နဲ့အမျှဖြစ်နေတာကိုကျွန်တော်တို့သိနေတယ်သိထားမိနေတယ်ဖြစ်နေတယ်ဆိုရင်ဒါတွေကိုနေ့စဉ်နဲ့အမျှကျွန်တော်တို့ကတော့ဘလို့တာဝန်ခံမှုဘလို့တာဝန်ယူမှုနဲ့ဘလို့ပြောင်းလဲတွေလုပ်ရမှာလဲဆိုတဲ့ကိစ္စရပ်ကိုကျွန်တော်တို့အစင်စမပြတ်သွားမယ်အလုံးလုံးငန်းတစ်ခုဖြစ်တယ်လို့မြင်ပါတယ်ဆိုတော့တေချာတဲ့ဒီအခြေအနေမှာတော့တော်တော်များတော်လိုင်းရေးပြောနေကြတယ်နိုင်ငံရေးပုံရေးကြည့်တယ်လူခွင့်ရဲ့နောက်မှာပဲဆိုတဲ့အခြေခံစကားချက်ကလည်းရှိကြတယ်လို့လည်းရှိတယ်ဆိုတော့ဒီဟာကိုကျွန်တော်အနေနဲ့ကတော့ဟိုဒုံတွဲပြီးသွားမယ်ကိစ္စရပ်တစ်ခုလို့မြင်ပါတယ်ဆိုတော့တေချက်ကဒီလူခွင့်ရေးချုပ်ဖောက်မှုနဲ့ပတ်သက်လို့ရှိရင်ဒါရှိနေတယ်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်အနေနဲ့ကတော့အတိမပြုဖို့လိုတယ်ဒီကတစ်ဆင့်ကဒီကိစ္စရပ်ဒီနောင်လာမဲ့နိုင်ငံရေးအခင်းချင်းပြောင်းလဲသွားမှာပဲလုပ်တော့မယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ရတဲ့အခြေအနေမှာကျွန်တော်တို့တိုက်နဲ့ဘယ်ကနေစာပြီးလို့ရနိုင်မလဲဆိုတော့ပုံပေါ်ပြီးသွားဖို့လိုတယ်ဒါတွေကိုအဓိကကျွန်တော်မှတ်တမ်းတင်ပြလို့တယ်လူထုတွေလည်းပြောပြဖို့လိုတယ်သက်ဆိုင်တဲ့အင်အားစုတွေ stakeholder တွေခေါင်းဆောင်တွေလည်းသိဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီကိစ္စကလေးလေးရှုထားရင်နောက်ပိုင်းကျရင်ကျွန်တော်ဒေါ်လာပြီးတိုင်းမှာဒေါ်လာရေးစဖြစ်မှလည်းဆိုတော့လူခွင့်ဒေါ်လာရေးပြန်ပြီးပေါ်ပေါက်လာလိမ့်မယ်လူခွင့်ရေးမှာခုနပြောနေတဲ့မတရားမှုတွေဟလာဖိနှိပ်မှုတွေရှိနေသေးတယ်ဆိုတော့တေးကြတယ်ဒီဒေါ်လာရေးပြီးမှလည်းမဟုတ်ဘူးအဲ့တော့ခုနပြောနေတဲ့အမျိုးသားလူမျိုးရေးတစုံတရာလူမျိုးသွားရင်တော့မှဒီခုနပြောနေတဲ့လူလန်းစားရေးတွေလူခွင့်ရေးနဲ့ခြေခံပြီးတော့ဆက်ဆက်တဲ့ဒေါ်လာရေးနဲ့ဆက်ပြီးပေါ်ပေါက်လာနိုင်တယ်ပေါ့လေနော်အချိန်တိုင်းလည်းဘေးရဆိုကျူတွေအများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဒီချိန်ဒီမှာရေးကြည့်တာဒီလူခွင့်နဲ့ပတ်သက်လို့ရှိရင်လည်းဒီတစ်ချက်ကဖြစ်နေတဲ့အခြေအနေတွေကျွန်တော်လေ့လာသုံးသပ်ဖို့လိုတယ်ဖော်ထုတ်ဖို့လိုတယ်ပြီးတော့မှဒီဟာတွေကိုလည်းကျွန်တော်စနစ်တကျသိသိဖို့လည်းလိုတယ်တွေ့ရတဲ့စင်ကအခုဒေါ်လာရင်းအားစုတွေဖြစ်စေတိုင်းပြည်ပြောင်းလဲအတွက်လိုအပ်တဲ့မူဝါဒတွေဥပဒေတွေပြဋ္ဌာန်းတဲ့အခါကျရင်လည်းလူခွင့်ရေးကိုအခြေခံပေးပါဆိုတဲ့ကျွန်တော်ဝါဒတိုက်တွန်းချက်တွေပေါ့လေနော်ရေးစိုးတိုက်တွန်းမှုတွေဒါတွေကိုလည်းဆက်သွားဖို့လိုတယ်တဲ့ချက်ကခုနပြောနေတဲ့အဖြစ်ဖြစ်ယူမဲ့ကိစ္စတွေတာဝန်တန်ကမဲ့ကိစ္စရဲ့ပိုင်းနဲ့ပတ်သက်လို့ရှိရင်တေးကြတယ်ဒီချိန်ဒီမှာတော့ကျွန်တော်မြန်မာနိုင်ငံမှာစကလုံးနှလုံးအပြည့်နဲ့ပြောလို့ရှိတယ်။ရင်ကြားစေးကြီးပေါ့လေ။ရင်ကြားစေးသွားမလား။ရင်ကြားစေးသွားမယ်ဆိုရင်ခုနပြောနေတဲ့ဒီ TG concept တွေပေါ့လေနော်။ဒီတရားမျှတမှုပြန်လဲဖော်ထုတ်နိုင်မယ့်ကိစ္စရပ်တွေကမပြောသေးနေအောင်ရင်ကြားစေးရင်လုံးမှပြောရမယ်ဆိုတဲ့ဟာမျိုးလေးရှိတယ်။တချို့ကကြောက်လေပြန်လဲတင်မြတ်ရေးသွားခြင်းနဲ့ဆိုရင်ရင်ကြားစေးပြန်သွားခြင်းနဲ့ဆိုရင်ခရပြောတဲ့လူခွေချုပ်ဖောက်မှုတွေကိုတာဝန်ခံပြီးမှပဲသွားလို့ရမယ်ဆိုတော့အဲ့ဒီ user နှစ်ခုမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်စဉ်တစ်ချက်ကြည့်ကြည့်အောင်တော့စန်းစုကြည်ဦးဆောင်တဲ့ခေတ်တော့လည်းအမျိုးသားပြန်လဲတင်မြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ရက် TV တော့ပဲတိုင်းပြည်ကို reform ပေါ့လေနော်လုပ်ခဲ့တယ် reform လုပ်တဲ့အခြေအနေမျိုးမှာခုနကဒီ
ဒီတာဝန်ခံမှုတာဝန်မှုမရှိတဲ့အတွက်ကြောင့်မလို့ခုနပြောနေတဲ့ reform ကတကယ်ရှိမရောက်တော့အဲ့တော့ကျွန်တော်ပြန်ပြီးသတိထားမိလဲဆိုတော့မြို့သားပြန်တဲ့တင်ညက်ရေးတို့သွားခြင်းနေဆိုရင်ခုနပြောနေတဲ့တာဝန်တာမခုပိုင်းတော့တည်တည်ရှာပြောဖို့လိုတယ်ဆိုတော့ခေါင်းရှောင်လို့မရဘူးခေါင်းရှောင်ရင်ခံရတဲ့သူတွေဘက်ကလည်းမကျေနပ်တဲ့စိတ်နဲ့ဟလာဒါမတရားဘူးဆိုတဲ့စိတ်နဲ့တိုးလက်မှုတွေနောက်တစ်ဖန်ပြန်ဖြစ်သွားနိုင်တယ်ပေါ့လေအဲ့တော့တာဝန်ခံဖို့လို့ပြောတဲ့ခါကျရင်ကျွန်တော်တို့ကပြစ်ပြရေးမှုဆိုတာတစ်ခုတည်းလည်းမဟုတ်ပါဘူးဒါပေမဲ့မြန်မာနိုင်ငံမှာ TG လို့ပြောတဲ့ခါကျရင်ပြစ်ပေးရမယ်ဆိုတဲ့ concept ကြီးကကြီးနေတယ်ပေါ့လေနော်ဆိုတော့လူတွေကကြောက်ကြတယ်အဖွဲ့လည်းလူကြောက်တယ်လက်နဲ့ကန်တဲ့အဖွဲ့လည်းကြောက်တယ်ဒီစစ်ကောင်စီဘက်ကလည်းကြောက်တယ်ဆိုတော့အမှန်ဆိုရင်တော့ဒီ TG ဒီတာဝန်ကမှုလို့ပြောတဲ့ခါကျရင်ခွလို့တင်တာလည်းခွလို့တဲ့ဘိုင်းမျိုးရှိမယ်ပြန်လဲကူစားပေးတဲ့ဘိုင်းမျိုးရှိမယ်ပြီးတော့မှတရားမျှတမှုပြန်လဲဖော်ထုတ်ပေးတဲ့ဘိုင်းမျိုးတွေလည်းရှိမယ်ပြစ်ပေးယူတဲ့ဘိုင်းတွေလည်းရှိမယ်အမေအရေးကြီးဆုံးချက်ကကျွန်တော်နိုင်ငံမှာဘယ်ဟာအားနည်းလဲဆိုတော့ဝန်ခံတတ်တဲ့အချင်းမရှိဘူးမိုင်းလည်းမားတယ်မိုင်းလည်းမှန်တယ်ဆိုတော့ဝန်ခံတတ်တဲ့အချင်းမျိုးမရှိတဲ့အတွက်ကြောင့်မလို့ဖုံးဖိရတဲ့ပြဿနာတွေကမရှင်းနိုင်တော့ဖြစ်သွားတယ်မခံတဲ့သူတွေဘက်ကလည်းပြောမှဆိုရင်ဝန်ခံပေးပါအမှန်တရားကိုသိကျင်တယ်ဆိုတဲ့ဝန်ခံချက်ကိုအဓိကလိုချင်တယ်လေအများစုကျွန်တော်တွေ့ရတယ်ဟုတ်တယ် I did it wrong ငါလုပ်ခဲ့တာငါမှားခဲ့တယ်ငါအမောက်ဝန်ခံတယ်ဆိုတော့ဒီအတိမတ်ပြုမှုဒီလူထုတွေဘက်ကလည်းလိုချင်တာဆိုတော့ဒီအခြေအနေမျိုးတော့ကျွန်တော်ဖြတ်ကျော်ဖို့လိုအပ်ပါတယ်ဆိုတော့ဒါတွေမဖြတ်ကျော်ဘဲနဲ့တော့ကျွန်တော်နောက်ထပ်ပြဿနာအသစ်တွေထပ်ဖို့ပြီးတော့မှခုနပြောတဲ့တာဝန်ခံမှုလည်းမရှိဘူးတာဝန်ယူမှုလည်းမရှိဘူးပြီးတော့မှကျွန်တော်ဒီဟာတွေကဒီတိုင်းပဲဆက်ပြီးတော့မှထားလိုက်တယ်ဆိုရင်နောက်ကြလာမယ့်မျိုးဆက်တွေနောက်ထပ်တက်လာမယ့်ဆိုရဆက်ဆက်တွေကလည်းသူတို့လည်းလုပ်လို့ရတာပဲငါတို့လည်းဘွယ်စစ်ပုံတွေမှာထည့်ရေးမှာပေါ့ငါတို့ပါပဲလို့အပြစ်မယူနဲ့ခွင့်လွှတ်ပေးထားခဲ့ဆိုတဲ့ဟာမျိုးကဒါမှတရားတဲ့စနစ်ကိုဖုံးဖိထားတဲ့စနစ်ကြီးကျွန်တော်ဆက်ပြီးတည်သွားဖို့တော့မဖြစ်ဘူးလို့တော့မြင်ပါတယ်ကျူးလွန်သူတွေဘက်ကပထမတစ်ချက်ကသူတို့ကျူးလွန်တဲ့ logo မခံယူတာတချို့လူတွေရဲ့အယူဆကသူတို့လောက်တာအမှန်တရားမှန်တယ်ဆိုမဲ့လေတကယ်လက်တွေ့မှာကကျွန်တော်နိုင်ငံတကာပြည်တဲ့နယ်ပယ်သုံးဒီဥပဒေရှုထောင့်ရပဲသုံးသက်လူမှုရေးရှုထောင့်မှာချင်းကန်ဆိုတော့အာဏာရှိတဲ့သူတွေအာဏာယူတဲ့သူတွေကတော့တေးကြတယ်ခုနပြောသလိုသူတို့လောက်တာအမှန်တယ်ဆိုတဲ့အယူဆမျိုးပဲဆက်ရှိနေတယ်ဆိုတော့အဲ့ဒီယူဆကမှန်တယ်လို့စဉ်းစားလိုက်တဲ့အတွက်ကြောင့်မလို့သူတို့လုပ်နေတာဆက်တက်လုပ်နေတော့လည်းအဓိကတွေးနေရတယ်ပေါ့လေနောက်တစ်ခုကကျူးလွန်နေသူကဘာဖြစ်လို့ဆက်လက်ကျူးလွန်ခွင့်ရနေရလဲလို့ပြောတဲ့အခါကျရင်ကျွန်တော်တို့တိတ်ဆက်ကဥပဒေရှုထောင့်ကနေပြောချင်တာပေါ့လေဖွဲ့စည်းပုံအခြေခံဥပဒေအရဥပဒေတွေကအစဒါတွေကိုလုပ်ခွင့်ပေးနေတယ်လုပ်ခွင့်ပေးနေတဲ့ဆက်ရကလည်းဒီဥပဒေဒီတရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတော့လည်းအဓိကအတွေးနေရတယ်တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့အခါကျတော့အင်အားစုတစုရဲ့လက်ထဲမှာအဲ့ဒီဥပဒေကကြက်လို့ချဲနေတဲ့အခြေအနေမျိုးသုံးသပ်လို့ရတယ်ဥပဒေရဲ့အထက်မှာအာဏာရှိတဲ့သူကတက်ထိုင်နေတာရှိတဲ့အတွက်ကြောင့်မလို့ဒီမျိုးလုပ်ခွင့်တွေဒီလိုမျိုးအခွင့်အရေးတွေသူတို့ရနိုင်တယ်ဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီလူမှုရေးလူတွေကပြောမယ်ဆိုရင်ကိုယ့်ဘာသာကိုပဲကိုနေချင်တယ်ပါချိုးပေါက်တယ်လည်းငါလည်းမဆိုင်ဘူးပါငါတို့ပြောရင်လည်းရမှာလည်းမဟုတ်ဘူးပါအဲ့လိုမျိုးယူဆတွေအဲ့လိုမျိုးအလေးထားတွေအဲ့ဒီချင်းမှုတွေအလွန်မုန်းနေအောင်လည်းတွေးနေရတယ်ဆိုတော့မတရားမှုလို့ဘူးလို့ကိုယ်ခိုင်ထားတယ်မတရားဘူးဆိုတာကိုလည်းကိုယ်မြင်နေတယ်ဆိုတော့ဒါတွေကိုပြောင်းလဲဖို့တွန်းလှန်ဖို့ဆိုတဲ့ဒီ motivation ကလူတွေမှာနည်းတယ်အောင်တွေးနေရတယ်ဆိုတော့ဒီအပြောင်းလဲဒီခိုင်ချက်တွေကဒီကျွန်တော် social revolution ကိုလူမှုတော်လှန်ရေးတွေအများကြီးလုပ်ဖို့လည်းလိုအပ်ပါတယ်လူမှုပြောင်းလဲရေးဒီစဉ်းစားချက်တွေအတွေးခေါ်တွေကအစပေါ်တယ်နော်ဆိုတော့လုပ်ခွင့်ပေးနေတဲ့လူတွေကလည်းရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီချိုးပေါက်တဲ့သူတွေကလည်းဆက်လက်ပြီးမှချိုးဖောက်နေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီချိုးဖောက်တဲ့သူကဘာဖြစ်လို့ဆက်လက်ပြီးမှချိုးဖောက်နေလဲဆိုတဲ့အခါကျတော့သူတို့တွေကိုအရေးယူနိုင်မဲ့ရန်တရားမျိုးတာဝန်ခံမဲ့ရန်တရားမျိုးကျွန်တော်တို့ဘယ်လူတိုင်းပိုင်းမှာဘယ်ဆိုရဘယ်တဲ့အဲ့ဒီအောင်ဖန်တီးပေးနိုင်ဖန်တီးပေးနိုင်တဲ့အကြောင်းရင်းလည်းသူတို့မှာနိုင်ငံရေးအာဏာအလောက်ထိမရှိနေဘူးဒီဖွဲ့စည်းပုံညာအာဏာကလည်းသူတို့စီမှာအလောက်ထိမရှိနေဘူးဆိုတော့ခုနပြောနေတဲ့ဒီပြပြရေးယူနိုင်မဲ့ရန်တရားတွေတာဝန်ခံနိုင်မဲ့ရန်တရားတွေကကိုတို့နိုင်ငံမှာတော့မရှိနေတော့တွေ့နေရတယ်ဆိုတော့တင်းချက်ကဥပဒေအထက်မှာအာဏာရှိတဲ့တက်ကင်တဲ့ကြောင့်မလို့ဒီလိုမျိုးလုပ်တဲ့ချိုးဖောက်တဲ့ကိစ္စတွေလည်းဆက်လက်ပြီးဖြစ်နေတာပဲတွေ့ရတဲ့ကလူလူရေးရှူတောင်းတွေယဉ်ကျေးမှုယူဆတွေကနေမှတစ်ဆင့်ဒါလည်းကိုယ်နဲ့မဆိုင်ဘူးကိုလို့လည်းမထူးဘူးဆိုတော့
ကိစ္စရပ်တွေထားရင်းနဲ့ပို့မှုပဲကြီးနေတယ်ကြောင့်ဆက်သွားနေတယ်တဲ့တဲ့ချက်ကခုနပြောနေတဲ့ဒီချိုးပေါင်းတဲ့သူတွေကိုယ်တိုင်ကိုတကယ်အရေးယူနိုင်မဲ့ရန်တရားမျိုးတွေစနစ်မျိုးတွေကျွန်တော်ပုံမဖော်နိုင်ကြဘူးပေါ့လေနော်ဆိုဒီဟာတွေကတော့ချိုးပေါင်းနေတဲ့သူတွေကဘာဖြစ်လို့ဆက်လက်ချိုးပေါက်သွားနေရတာလဲဆိုတော့ချိုးပေါင်းခွင့်ရှိနေရတယ်ဆိုတော့အကြောင်းတရားတွေကအဓိကအချက်တွေတော့ကျွန်တော်အဲ့ဒီအချက်၃ချက်ကိုအဓိကတွေ့ရပါတယ်ကျွန်တော်အနေနဲ့ပို့လူထုတွေကိုပေါ့လေနော်ဒီအချက်ကလူခွင့်ရေးဆိုတဲ့အနေတာလာကိုပို့အင်အားစုတွေကြားတော့ပို့လူထုတွေကြားတယ်မှာထဲထဲဝင်ဆွေးနွေးဖို့လိုပါတယ်ကျွန်တော်လာမဲ့စနစ်ပြောင်းခက်ပဲပြောင်းဖွဲ့စည်းပုံအသစ်ပဲရေးပါပဲရေးဒါမဲ့ဒီအခြေခံကြနေတဲ့လူခွင့်ရေးလူရဲ့တန်ဖိုးကိုကျွန်တော်တို့ကအခြေတည်ပြီးတော့ပဲဒီစနစ်ကိုကျွန်တော်ပုံဖော်မှာပဲဖြစ်ပါတယ်အဲ့တော့လူခွင့်ထွန်းကားဖို့လိုတယ်လူခွင့်ထွန်းကားမှပဲခုနပြောနေတဲ့ကျွန်တော်တို့ရဲ့အသက်ရှင်ရည်ခွင့်တွေကျွန်တော်တို့ရဲ့နေထိုင်ခွင့်တွေကျွန်တော်တို့ရဲ့အလုပ်လုပ်နေတဲ့ကိစ္စရပ်တွေကစကျွန်တော်ပြောရေးဆိုခွင့်တွေကအစသဖြင့်ဒါတွေရဲ့အခွင့်အရေးတွေရမှာလည်းဖြစ်ပါတယ်ဒီနိုင်ငံရေးအမဲထဲတာတွေအပါဝင်ပေါ့လေဆိုတော့ခုနကကျွန်တော်တို့ဒီအကြောက်တရားတွေဖိနေနေတဲ့ကိစ္စရပ်တွေချိန်ချောင်းနေတဲ့ကိစ္စရပ်တွေကဒါတွေကျွန်တော်တွန်းလှန်နေမှာပဲလူခွင့်ရေးဆိုတဲ့ကျွန်တော်တို့အခြေခံခွင့်ရေးကိုဆက်ပြီးတော့မှာပဲဒါခံစားဝင်ရမှာလည်းဖြစ်ပါတယ်အဲ့တော့လူခွင့်ရေးကိစ္စရပ်ဖို့ကမလွယ်ပါဘူးအဲ့တော့ဒီကိစ္စရပ်ကိုကျွန်တော်တို့ပို့အပါဝင်တခြားသောဒီလူခွင့်ပုံမှာယုံကြည်ကိုးစားနေတဲ့အင်အားစုတွေဒါလက်တွဲပြီးတော့မှပဲလူခွင့်တူတူညီနဲ့တိုက်ပွဲဝင်ရမှာလည်းဖြစ်ပါတယ်